မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောင်သတင်းဌာနကသတင်းတောက်ဤတင်စာဖြစ်ပါတယ်ကျွန်မကိုရောက်ရှိနေကြကတော့ပြည်သူ့လွှတ်တော်ကိုရောက်ရှိကြပဲဖြစ်ပါတယ်ဒီကနေ့မတ်လ31ရက်နေ့မှာပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်အစုအဖွဲ့အသီးသီးကနေဒုတိယသမ္မတလောင်းတွေကိုလှုပ်ဝက်ဆန္ဒမဲပေးပြီးမဲခွဲရွေးချယ်ကြတာဖြစ်ပါတယ်ဒီလိုမဲခွဲရွေးချယ်တဲ့အခါမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမဲအပြတ်သက်နဲ့ပြည်သူ့လွှတ်တော်ရဲ့ဒုသမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရပါတယ်ပြည်သူ့လွှတ်တော်မှာဆိုရင်လွှတ်တော်ကိုယ်စားလှယ်263မှာ3ဦးခွင့်ပန်ထားလို့ကိုယ်စားလှယ်260ဦးတက်ရောက်ပါတယ်။ထို့ပြည်သူ့လွှတ်တော်အစုအဖွဲ့မှာတော့လှုပ်ဝက်ဆန္ဒမဲပေးရမှာတော့တပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ထောက်ခံမဲ248မဲဖြစ်ပါတယ်။တောင်တွင်းကြီးမြို့နယ်မှာတာဆညပါတီဒေါက်တာကျော်ဆွေရဲ့ထောက်ခံမဲက10မဲဖြစ်ပါတယ်။ဒီထဲမှာကပယ်မဲက3ယောက်ပါပါတယ်။အမျိုးသားလွှတ်တော်အစုအဖွဲ့မှာဆိုရင်တော့ဒုသမ္မတလောင်းအဖြစ်ထောက်ခံအမဲအများဆုံးကတော့ဒေါ်နန်းနီနီအေးဖြစ်ပါတယ်။မြို့သားလွှတ်တော်မှာဆိုရင်ဒုသမ္မတလောင်းအဖြစ်ကရင်ပြည်နယ်ပြည်ခိုင်မျိုးပါတီဥက္ကဋ္ဌလည်းဖြစ်ဖန်မြို့နယ်မဲဆန္ဒနယ်အမတ်တွေကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဒေါ်နန်းနီနီအေးကထောက်ခံမဲ118မဲဖြစ်ပါတယ်။ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပါတီဥက္ကဋ္ဌဖြစ်တဲ့ဒေါက်တာတူးဂျာဟာထောက်ခံမဲ38မဲဖြစ်ပါတယ်။ကျမတို့ဒီမိုကရေစီနောင်တင်ဌာနရဲ့သတင်းတွေကို TikTok, Telegram နဲ့ YouTube တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်ရှင်။